ရိုက် ဟုတ်ရိုက် ဒီကောင်လေးကလေးမှဒါမီလီမီတာဆိုတာ तू ကချီစိတ်ကျဲကိုပြောတာ तू ကချီကျဲကျင်တယ်ဆိုရင် तू ကအပေါင်းလေးကိုနှိမ့်လိုက်တာဟုတ်တယ် तू အပေါင်းလေးကိုနှိမ့်လိုက်တော့ချီကျဲတာဟုတ်ဒါဆို तू ချီကျဲတာစိတ်ကျင်တယ်ဆိုရင်အနှုတ်ကလေးနှိမ့်လိုက်နော်ဟုတ်ဒါတော့ကျွန်တော် normal 29လောက်ထားပေးထားလိုက်တယ်နော်ကိုလိုချင်တော့အကျဲချုပ်ချင်တယ်လို့ဟုတ်လို့ရနော်တကင်ကကျတော့မိုက်ဒီကောင်လေးမိုက်ဒီပေါင်လေးနော်မိုက်ဒီရိုးလေးလိုဒီကနေလက်နဲ့တုပ်เสียမလို့တော့ဒီလက်မလေးထိုးလိုက်တယ်နော်တကင်တုပ်တာနော်ဒီကောင်ဒီတစ်ပေါက်ချင်းကကြတော့ဗာလဲဆိုတော့သူကကြရက်လိုက်တဲ့အချိန်မှာဒီတစ်ပေါက်လောက်လိုချင်6လောက်နဲ့လက်တွေနဲ့တော့လှုပ်เสียမလို့ဒီဒါလေးကိုတစ်ချက်ချင်းနေလိုက်တာနဲ့တစ်ပေါက်ချင်းသွားတာပေါ့နော်6လောက်ကလည်းနင်းเสียမလို့နော်ဒီကောင်ကကြတော့ဗာနင်းနေမှတဲ့သူကစိတ်သွားတယ်ဒါလေးကနင်းနေမှတဲ့ဒီချီအကျဲကနေစိတ်သွားတာတော့1.2ဆိုတော့ချိတ်ဒီပေါ့နော်ဒီချီကျဲတာနေစိတ်ပြေးတာနော်တဝက်လောက်စိတ်သွားတာအဲ့ဒါလေးဒီကောင်လေးကအောက်ကတကင်ဒီအောက်ကလေးကတကင်တောက်တာနော်အစားဆုံးနေဒီကောင်ကကျတော့တစ်ပတ်လောက်လိုချင်6လောက်ကိုနင်းစရာမလိုဘိန်းလည်းလှည့်စရာမလိုဒီတစ်ချက်ချင်းလေးနဲ့သွားတာနော်ဒီကောင်ကျတော့နင်းနေမှတဲ့ဒါတဝက်စိတ်သွားတာနော်ဟုတ်ဒီကောင်တွေကဒူးနဲ့မြှောက်စရာမလိုတော့သူကနောက်ခဏနင်းလိုက်တာနဲ့ပြီးရကြွပြီးတော့မှနောက်ခဏနင်းနေကြွပြီးလားလှုပ်လိုက်တာနဲ့ပြီးချမယ်ရှေ့နင်းတော့မယ်အလဲဆိုရက်တယ်နောက်ခဏဖော့ဖော့လေးနင်းမယ်ဆိုရင်ပြီးလေးရကြွတာအဆုံးထိနင်းလိုက်မယ်ခြီပါတစ်ခါလေးပြက်ပြလိုက်တာဟုတ်နော်ဒီလွန်းဆန်ရက်တာလေးပြလိုက်မယ်နော်ဒါနင်းနေမှတရက်တာပေါ့နော်ဒီနားကလာသူချီအကျဲစိတ်ကတော့မလုပ်ဆရာမလို့လုံးစရာမလိုမှ तू ကကိုလိုချင်တော့ပေါ့အကျဲစိတ်ကအပေါင်းဆိုရင် तू ကကျဲတယ်အနှုတ်ဆိုရင်စိတ်နဲ့ဒါပဲမိုင်နော်ဒီက तू က test နဲ့ဖြစ်တာတော့ဟိုကောင်မျိုးဘိန်းနဲ့လှည့်စရာမလိုတော့တကင်ဆိုရင် तू ကဒီ hand တကင်ဒီဟာလေးနဲ့ပဲသွားတယ်နော်နော် तू ကကက်ကြီးတကယ်လို့ဒီနောက်ခဏနေချီဖြတ်တာဒါဆိုရင်ချီဖြတ်တာဒါကိုချီမဖြတ်ချင်ဘူးဆိုရင်ဒီကက်ကြီးလေးပိတ်လို့ရတယ်နော်ဒီပုံလေးပေါ်လာဒီကက်ကြီးလေးကိုပိတ်လိုက်သူကဒါဆိုရင်ချီမဖြတ်တော့နော်ကက်ကြီးပိတ်လိုက်ချီမပိတ်လိုက်ချီမဖြတ်တော့ကက်ကြီးဖွင့်မှာနော်ချီနောက်ခဏထောင်မှာနောက်ခဏနေချီဖြတ်နော်ဒါလေးကစပီအနေနဲ့မှရအနေရသူကအပေါင်းဆိုရင် तू ကမြန်တာမြန်အနှုတ်ဆိုရင်နှေးတာကိုလိုချင်လောက်ရပြီဆိုရင်ပီလေးကိုနှိမ့်လိုက်ရပြီနော်ဟုတ်ဒါမှနင်းကြည့်လို့ရနော်တခါချီတွေကြော်ရတယ်လေဒီ brand အစ်စ်မှာတော့ချီကြော်တာဆိုတော့လာခဲ့တယ်ဟုတ် brand အစ်စ်ကကျချီကြော်တာလာခဲ့တယ်ဟိုဒီမျိုးဒီ second ဘက်တွေလာချီကြော်တယ်ဆိုရင်ပြန်ချင်းရတာပေါ့နော်ကျွန်တော်တိုင်မင်လေးတွေပါလေပြန်ချင်းရတယ်ဟုတ်ကဲ့တော့အထူးကဆွဲတာပုံချုပ်လို့ရတယ်ပေါ့နော်ဒါမိုက်နင်းကြည့်